ပြီးခဲ့တဲ့အပိုင်းတုန်းကနဂါးတောင်ထိပ်ရဲ့ခေါင်းဆောင်ကင်းယုံဟာရှောင်းဖန်ရဲ့လက်နက်အကြောင်းခေါင်းချုပ်ကြီးစီကိုတွားရောက်တိုင်ကြားခဲ့ပါတယ်။အဲ့ဒီလက်နက်ဟာမိစ္ဆာတွေတုံးတဲ့သွေးနဲ့တန့်စင်တဲ့နီလန်နဲ့ပြုလုပ်ထားတဲ့လက်နက်ဖြစ်တယ်လို့သူကပြင်းပြင်းထန်ထန်ဆွဆွဲခဲ့တာပါ။ဂိုင်းချုပ်နန်းတော်အတွင်းအငင်းပွားမှုအခုဒီပိုင်းအစမှာတော့ရှောင်းဖန်ဟာဂိုင်းချုပ်နန်းတော်ကိုရောက်ရှိနေပါတယ်။အဲ့ဒီမှာနဂါးတောင်ထိပ်ခေါင်းဆောင်ကဒီလက်နက်ဟာကျင်းတီပေါက်မိစ္ဆာလက်နက်ပဲလို့ရှောင်းဖန်ရဲ့မျက်နှာကိုလက်ညှိုးထိုးပြီးအပြစ်တင်ပါတော့တယ်။ဒါပေမဲ့ရှောင်းဖန်ကတော့သူပါမမလုပ်ခဲ့ကြောင်းနဲ့ဒီလက်နက်ကိုသူကိုယ်တိုင်လည်းနားမလည်ကြောင်းညှင်းဆိုခဲ့ပါတယ်။ဒါကိုနဂါးတောင်ထိပ်အကြီးအကဲကနားမဝင်တဲ့အပြင်ရှောင်းဖန်ဟာမိစ္ဆာတွေလွတ်လိုက်တဲ့သူရှုဖြစ်နိုင်တဲ့နောက်ရဲ့အတွက်သူ့ကိုအခုကလေးကတပ်ပစ်တင်တယ်လို့ဂိုင်းချုပ်ကိုတိုက်တွန်းပါတော့တယ်။ဒီစကားကိုကြားတော့ဝါတောင်ထိပ်ရဲ့ခေါင်းဆောင်ကဒေါသတကြီးနဲ့ကြားဖြတ်ဟန်တားလိုက်ပါတယ်။ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ရှောင်းဖန်ကငါတို့စီမှာပဲကလေးဘဝကလေးကကြီးပြင်းလာတာလူတိုင်းလည်းသိနေတာပဲသူကဘလို့လုပ်ပြီးမိစ္ဆာလက်နက်လုံးကြီးကိုတိမှလဲလို့အကျိုးအကြောင်းပြပြီးခုခံပြောပေးပါတယ်အခြေအနေတွေတင်းမာလာတဲ့အခါဂိုင်းချုပ်ကြီးကနှစ်ယောက်လုံးကိုတားဆီးပြီးရှောင်းဖန်ရဲ့လက်နက်ကမှောက်မိုက်တဲ့စွမ်းအားရှိတာမှန်ပေမဲ့ငါကိုယ်တိုင်တော့မိစ္ဆာတွေစီမှာဒီလိုထူးဆန်းတဲ့လက်နက်မျိုးတစ်ခါမှမမြင်ဘူးသေးဘူးခိုင်လုံတဲ့သက်သေမရှိပဲငါတို့သူ့ကိုအပြစ်ပေးလို့မရဘူးမဟုတ်ရင်ငါတို့နဲ့မိစ္ဆာတွေဘာမှထူးခြားတော့မှာမဟုတ်ဘူးလို့တရားမျှတစွာဆုံးဖြတ်ပေးလိုက်ပါတယ်ဒါကြောင့်နဂါးတောင်ထိပ်ကောင်းဆောင်လည်းမကျေနပ်ပေမဲ့ဘာမှဆက်မပြောပဲငြိမ်သွားရပါတော့တယ်ဆက်လက်ပြီးဂိုင်းချုပ်ကြီးကရှောင်းဖန်ကိုမင်းဟာပြန်ပွဲမှာအကောင်းဆုံး၄ယောက်စီးရင်နဲ့ပါခဲ့တဲ့အတွက်ကျန်တဲ့ထိပ်သီး၃ယောက်နဲ့အတူအရေးကြီးတဲ့တာဝန်တစ်ခုကိုတွားထမ်းဆောင်ရမယ်လို့အမိန့်ပေးပါတယ်ရှောင်းဖန်လည်းဒါဟာသူ့ကိုယ်သူတက်တည်ပြဖို့အခွင့်အရေးဆိုတာတီလိုဝမ်းသာအားရလက်ခံလိုက်ပါတယ်နန်းတော်ထဲကထွက်လာတဲ့ခါမှာတော့သူ့ကိုစောင့်နေတဲ့ထိပ်သီး၃ယောက်ဖြစ်တဲ့ဂျိမ်းဆန်နဲ့ရော်စီတို့ကိုတွေ့လိုက်ရပါတယ်အဲ့ဒီနောက်သူတို့၄ယောက်လုံးကိုစီလက်နက်တွေကိုစီးနင်းပြီးတိမ်တွေကြားထဲကနေတာဝန်ရှိရာစီထွက်ခွာခဲ့ကြပါတယ်ခရီးလမ်းမှာပင်ပန်းလာတာကြောင့်ခဏနားဖို့ဟဲယန်မြို့ကိုဝင်ခဲ့ကြပါတယ်။အဲ့ဒီမြို့ကလူစီကားပြီးရောင်းဝယ်ဖောက်ကားမှုတွေနဲ့တက်ဝင်လှုပ်ရှားနေတဲ့မြို့တစ်မြို့ပါသူတို့၄ယောက်စားတောက်ဆိုင်တစ်ခုတည်းဝင်ကြတဲ့အခါမှာဆန်ကဟင်းပွဲတွေကိုဘာကြည့်စရာမလိုပဲကျွမ်းကျွမ်းကျင်ကျင်ပဲမှပေးနေပါတယ်။ဒါကိုကြည့်ပြီးရှောင်းဖန်ကအံ့ဩသွားပြီးမင်းသားတွေကိုအလွတ်ရနေတာပဲ။ဒီကိုအရင်ကမကြာခဏရောက်ဖူးလို့လားလို့မေးလိုက်ပါတယ်ဆန်းကလည်းအေးလေငါဒီကအစားအစာတွေကိုအရန်ကြိုက်တာအဲ့ဒါကြောင့်ဂိုင်းထဲကနေဒီကိုခိုးပြီးလာစားနေကြပဲလို့ရေမောပြီးပြန်ပြောပါတယ်ခဏနေတော့စပွဲတို့ကအငွေ့တစ်ထောင်နဲ့ဟင်းပွဲတွေလာချပေးပါတယ်အစားအသောက်တွေကအရသာရှိလုံးလို့ရှောင်းဖန်တယောက်စကားတောင်မပြောနိုင်ပဲအားရပါရကိုစားနေတော့တာပေါ့အဲ့ဒီနောက်ဒီဆိုင်ရဲ့နာမည်ကြီးငါးစုပ်ပြုတ်ရောက်လာတဲ့အခါမှာလဲရှောင်းဖန်ကအရသာကတကယ်ကိုထူးခြားတာပဲလို့ချီးကျူးလိုက်ပါတယ်စပွဲထိုးကလည်းဒါဟာလက်ဆက်တဲ့ငါးအစ်စ်ကိုတုံးထားလို့ပါလို့ရှင်းပြပါတယ်အဲ့ဒီအချိန်မှာပဲပြောင်းလို့ခေါ်တဲ့မိန်းကလေးတယောက်ရောက်လာပြီးစပွဲထိုးကိုစိန်ခေါ်လိုက်ပါတယ်ဒီငါးကလက်ဆက်နေစရာအကြောင်းမရှိဘူးဘာလို့လဲဆိုတော့ဒီငါးမျိုးကဒီကနေမိုင်ထောင်ချီဝေးတဲ့ယူကိုတောင်မှာပဲရှိတာဒီကိုရောက်ဖို့အနည်းဆုံး15ရက်ကြာမှလေမင်းတို့လူတွေကိုလိန်နေတာလားလို့ဆိုင်လဲမှာအော်ပြောပါတော့တယ်စပွဲထိုးကလည်းစိတ်မဆိုးပဲမှန်ပါတယ်ဒါပေမဲ့လွန်ခဲ့တဲ့နှစ်တွေကကြင်ကြံသူတချို့ကဒီငါးမျိုးတွေကိုမျိုးယူလာပြီးဒီနားကမြစ်ထဲမှာမွေးမြူထားကြတာပါအခုတော့ဒီမျိုးနားမှာတင်ငါးရှင်တွေကိုရနေပါပြီလို့ပြန်ရှင်းပြလိုက်မှပြောင်းတယောက်တန်တရားဝင်နေရင်းနဲ့ပဲတူတော်လေးခေါ်လို့ထွက်သွားပါတော့တယ်ညရောက်တော့သူတို့တွေတက်ခုခန်းမှာနားကြပါတယ်ရှောင်းဖန်အိတ်ခါနီးမှာရော်စီရောက်လာပြီးပြန်ပွဲတုန်းကမင်းဘာလို့ရုတ်တရက်အရှုံးပေးလိုက်တာလဲမင်းနိုင်ဖို့တေချာနေတာပဲကိုလို့မေးပါတယ်ရှောင်းဖန်ကသူ့ရဲ့ထူးဆန်းတဲ့ခံစားချက်ကိုအမှန်တိုင်းမပြောချင်တာကြောင့်ငါလည်းဘာဖြစ်သွားမှန်းတေချာမသိလိုက်ဘူးရုတ်တရက်သတိလစ်သွားတာပဲမှတ်မိတယ်လို့လွှဲပြောလိုက်ပါတယ်ရော်စီထွက်သွားပြီးနောက်ရှောင်းဖန်အိပ်ပျော်သွားတဲ့အခါကြောက်စရာကောင်းတဲ့အိမ်မက်ဆိုးတစ်ခုမှတ်ပါတယ်အဲ့ဒါကတော့သူ့ကိုယ်တည်းကမကောင်းဆိုးဝါးအရေးကသူ့ကိုပြန်ပြီးတက်ဖြတ်နေတဲ့အိမ်မက်ပါသူလက်နိုးလာပြီးစိတ်ကြည်လင်အောင်အပြင်မှာလမ်းလျှောက်နေတော့ကြောင်တယောက်ပန်းချန်ထဲကပန်းတွေကိုလှပလို့ဆိုပြီးခူးနေတာတွေ့လိုက်ရပါတယ်ရှောင်းဖန်ကပန်းမှာလည်းအသက်ရှိတာပဲဒါမျိုးမလုပ်တင်ဘူးလို့တားလိုက်တဲ့အခါပြောင်းကဒီလိုထူးဆန်းတဲ့စကားမျိုးတစ်ခါမှမကြားဘူးလို့တဟာဟာနဲ့ရေပါတော့တယ်အဲ့ဒီနောက်ပြောင်းကရှောင်းဖန်ရဲ့နာမည်ကိုသိချင်လို့မေးပေမဲ့သူကအစမှမပြောပါဘူးပြောင်းကအတင်းတောင်းဆိုပြီးကြီးတိုင်းမှသူ့နာမည်ကိုပြောပြလိုက်ပါတယ်နောက်ဆုံးမှပြောင်းကဒီပန်းနဲ့ငါဘသူကပိုလာလဲလို့မေးလိုက်တဲ့အခါမှာတော့ရှောင်းဖန်ကပြောင်းရဲ့မျက်နှာကိုကြည့်ပြီးပြောင်းကပိုလာပါတယ်လို့ဖြေလိုက်ပါတယ်ရှောင်းဖန်ကပြောင်းကပိုလာပါတယ်လို့ပြောလိုက်တဲ့အခါမှာတော့ပြောင်းကမင်းလဲတခြားယောက်ျားလေးတွေလိုပဲမိန်းကလေးတွေကိုညှို့ဆွဲတက်တာပဲလုပ်တာပဲလို့ပြန်ပြောလိုက်ပါတယ်ဒီစကားကြောင့်ရှောင်းဖန်စိတ်တူပြီးလှည့်ထွက်သွားပါတော့တယ်အဲ့ဒီအချိန်မှာပဲပြောင်းရဲ့တော်လေးရောက်လာပြီးခုနကစားတောက်ဆိုင်မှာတွေ့ခဲ့တဲ့သူတွေဟာကင်းယုံကိုင်းကလူတွေပဲဒါပေမဲ့သူတို့နာမည်တွေကိုတော့ငါမသိဘူးလို့ပြောပါတယ်ပြောင်းကတော့ပြုံးပြီးကျမတယောက်ရဲ့နာမည်တော့သိတယ်သူကရှောင်းဖန်နဲ့လို့ပြန်ဖြေပါတယ်ဒေါ်လေးဖြစ်သူကပြောင်းကင်ထားတဲ့ပန်းလေးကိုကြည့်ပြီးဒီပန်းကတစ်ချိန်လုံးကငါတို့ရဲ့ဟော်ကီတောင်မှာပေါပေါများများပွင့်ပူးခဲ့တာဒါပေမဲ့မင်းရဲ့အမေဆုံးပါသွားပြီးကတည်းကဒီပန်းတွေထပ်မပွင့်တော့ဘူးလို့ဝမ်းနည်းစွာပြောပါတယ်ပြောင်းကတော့သူ့အမေကြောင့်ဆက်မပြောချင်လို့စကားလွှဲပေမဲ့ဒေါ်လေးဖြစ်သူကဒီလိုမပြောပါနဲ့မင်းဖေကဂိုင်းကျုပ်တယောက်ဖြစ်ပေမဲ့မင်းကိုအရန်ချစ်တာပါလို့ဖြောင်းပြပါတယ်ဒါကိုပြောင်းကစိတ်ဆိုးမှန်ဆိုးနဲ့လူသားကျမကိုတကယ်ချစ်ရင်ကျမအမေဒီလိုတည်ဆုံးသွားမှာမဟုတ်ဘူးလို့ပြန်អော်ပြီးတယောက်တည်းအချိန်ဖြုံးချင်လို့ဆိုကဒေါ်လေးကိုနှင်ထုတ်လိုက်ပါတော့တယ်ဒေါ်လေးဖြစ်သူကမထွက်သွားခင်မှာကွန်ဆန်းတောင်ခီးစဉ်ကအရန်ခက်ခဲလိမ့်မယ်တတိထားပါလို့တတိပေးစကားပြောခဲ့ပါတယ်နောက်တနေ့မှာတော့ရှောင်းဖန်တို့၄ယောက်ရဲ့မစ်ရှင်ဟာကွန်ဆန်းတောင်ကကူတစ်ခုထဲမှာရှိတဲ့မိစ္ဆာတွေကိုတွားရောက်နှိမ်နှင်းဖို့ဖြစ်လာပါတယ်သူတို့တောင်ပေါ်ကိုရောက်တဲ့အခါမှာတော့လူတကိုယ်လုံးကသွေးတွေကို6အောင်ဆုပ်ယူနိုင်တဲ့သွေးဆုပ်လင်းတို့အုပ်ကြီးနဲ့ရင်ဆိုင်ရပါတော့တယ်လင်းတို့အရေးအတွက်ကအရန်များလုံးလို့သူတို့တွေအသေးအတန်ခုခံနေရတော့မှာပဲဒီလင်းတို့တွေကအလင်းရောင်ကိုကြောက်တယ်ဆိုတဲ့အတန်ထွက်လာပါတယ်ဒါနဲ့ပဲဂျိမ်းစ်ကသူ့ရဲ့မန်ချက်လက်နက်ကိုတုံးပြီးအလင်းတိုင်းကြီးတစ်ခုဖန်တီးလိုက်တဲ့အခါမှာတော့လင်းတို့တွေဟာကြောက်လန့်တကြားထွက်ပြေးသွားကြပါတယ်အဲ့ဒီနောက်မှာတော့ကင်းယုံကိုင်းချုပ်ကြီးအကူအညီတောင်းထားတဲ့တီယန်နင်ကျောင်းတော်နဲ့ဖန်စီယန်တောင်ကြားကလူတွေပါရောက်လာပြီးအားလုံးစုပေါင်းကဂူထဲကိုဝင်ခဲ့ကြပါတယ်ဂူအတွင်းကတိုက်ပွဲနဲ့ထူးဆန်းသောအဖြစ်ပြက်ဂူထဲကိုဝင်လာရင်းနဲ့ရော်စီကတစုံတယောက်ရှိနေတယ်လို့မျိုးခံစားလိုက်ရပါတယ်ချက်ချင်းဆိုတယ်လို့ပဲရုတ်တရက်တိုက်ခိုက်မှုတွေအလုံးအရင်းနဲ့ရောက်လာပါတယ်ဖုံလုံးကြီးတွေထနေတာကြောင့်ဘသူကဘသူမှမခွဲခြားနိုင်ခင်ပါပဲမိစ္ဆာတယောက်ကရှောင်းဖန်ကိုဝင်တိုက်ပါတယ်ရှောင်းဖန်ကပြန်ခုခံနိုင်ပေမဲ့အဲ့ဒီမိစ္ဆာကဖုံတွေကြားထဲမှာပြန်ပြောက်သွားပါတယ်နောက်ထပ်မိစ္ဆာတယောက်ကတော့ဖန်စီယန်တောင်ကြားကလူတွေကိုလူစုခွဲပြီးခေါ်ထုတ်သွားပါတယ်
အဲ့ဒီနောက်မှာတော့မိစ္ဆာခေါင်းဆောင်နီယန်ရောက်လာပါတယ်ဂျိမ်းစ်ကမင်းအခုထိအသက်ရှင်နေသေးတာလားလို့အန်အော်တကြီးမေးလိုက်ပေမဲ့နီယန်ကပြန်မဖြေပဲတိုက်ခိုက်ပါတော့တယ်တိုက်ပွဲအချိန်တက်နေတော့မှရှောင်းဖန်ဟာမိစ္ဆာတယောက်ရဲ့ကန်ထုတ်ခြင်းကိုခံလိုက်ရပြီးနီယန်ကကြောက်တုံးတွေနဲ့လမ်းပိတ်ကရှောင်းဖန်ကိုလူစုခွဲလိုက်ပါတယ်အဲ့ဒီအချိန်မှာတတိယမြောက်မိစ္ဆာကရှောင်းဖန်ရဲ့သွေးကိုစုပ်ဖို့ကြိုးစားပါတယ်ရှောင်းဖန်ကလည်းအလျှော့မပေးပဲသူ့ရဲ့တုပ်လက်နက်နဲ့မိစ္ဆာရဲ့ကိုယ်ကိုထိုးဖောက်လိုက်တဲ့အခါမှာတော့မိစ္ဆာကြီးဟာနာကျင်စွာအော်ဟစ်ပါတော့တယ်နောက်ထပ်မိစ္ဆာတယောက်ရောက်လာပြီးကြည့်လိုက်တဲ့အခါမှာတော့ရှောင်းဖန်ကသွေးတန့်စင်တဲ့နီလန်နဲ့သူတို့အဖော်ကိုတက်လိုက်ပြီးလို့ထင်သွားပါတယ်ရှောင်းဖန်ကိုယ်တိုင်လည်းသူ့လက်နက်ကဘလို့ဖြစ်ပြီးဒီလိုစွမ်းအားတွေထွက်လာတာလဲဆိုတာကိုအံ့ဩနေပါတယ်မိစ္ဆာတွေကသူတို့အဖော်အလောင်းကိုတည်ပြီးထွက်ပြေးသွားကြပါတယ်အဆုံးသတ်မှာတော့ရှောင်းဖန်တို့ဟာဂူအတွင်းပိုင်းကသွေးတန့်စင်ခန်းမှာကိုရောက်သွားပြီးအဲ့ဒီမှာမိစ္ဆာအဟောင်းအစ်စ်တွေအများကြီးရဲ့ဝိုင်းရံခြင်းကိုခံလိုက်ရပါတော့တယ်မိစ္ဆာအစ်စ်တွေဝိုင်းထားတဲ့ကြားမှာပဲမိစ္ဆာတယောက်ကသူ့ရဲ့မော်ရက်တောင်ကိုတုံးပြီးပတ်ဝန်းကျင်တစ်ခုလုံးမြင်ကွင်းတွေပျောက်သွားအောင်မိခိုးတွေနဲ့လွှမ်းပိုင်လိုက်ပါတယ်နောက်ထပ်မိစ္ဆာတယောက်ကရှောင်းဖန်ကိုအလစ်ဝင်တိုက်တဲ့အခါရော်စီကကူညီဖို့စူးစမ်းပေမဲ့မူဆိုးမိစ္ဆာကရော်စီကိုအမိအယဖမ်းဆီးလိုက်ပါတယ်ရော်စီကငါ့ကိုဂယုမဆိုင်နဲ့ဒီမိစ္ဆာတွေကိုပဲတက်လို့အော်ပြောပေမဲ့ရှောင်းဖန်ကတော့ရော်စီကိုအန်ရကြားကနေအရောက်သွားပြီးကယ်တင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာမိစ္ဆာခေါင်းဆောင်နီယန်ကသူ့ရဲ့ကြောက်စရာကောင်းတဲ့မျက်လုံးကြီးအေးခဲခြင်းပညာရက်ကိုထုတ်သုံးပါတော့တယ်သူဟာသူ့ရဲ့မျက်လုံးကိုထုတ်ယူပြီးရော်စီရဲ့တန်လျက်ပေါ်ကိုချိန်စာတိုက်ကအပြင်းထန်တိုက်ခိုက်ပါတယ်ရှောင်းဖန်ကအလင်းတိုင်းတစ်ခုဖန်တီးပြီးရော်စီကိုကာကွယ်ပေးခဲ့တယ်လို့သူ့ရဲ့ထူးဆန်းတဲ့တုပ်လက်နက်ကလည်းမိစ္ဆာမျက်လုံးရဲ့တိုက်ခိုက်မှုတွေကိုစုပ်ယူပစ်လိုက်ပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့နီယန်နဲ့သူ့အပေါင်းပါတွေရဲ့ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့်ရှောင်းဖန်ဒဏ်ရာအပြင်းထန်ရပြီး၆ထဲကိုပြုတ်ကျသွားပါတော့တယ်ရော်စီကရှောင်းဖန်ရဲ့လက်ကိုအမြန်လန်းဖမ်းထားပြီးအလင်းတိုင်းနဲ့ခုခံပေမဲ့မိစ္ဆာခေါင်းခွန်ကြီးကရော်စီရဲ့အားအင်တွေကိုစုပ်ယူနေတာကြောင့်သူတို့နှစ်ယောက်လုံးအခြေအနေမဟန်တော့ပါဘူးသူတို့၆ထဲကိုကျသွားတဲ့အခါမှာမျက်လုံးနီတစ်ပင်မိစ္ဆာကြီးကသူတို့ကိုထပ်မံတိုက်ခိုက်ပါတယ်ရော်စီကအာတင်ပြီးပြန်တိုက်ပေမဲ့ခန္ဓာကိုယ်ကအာအင်ကုန်ခန်းနေတာကြောင့်အားနေသွားပါတယ်တစ်ပင်ကြီးကသူတို့နှစ်ယောက်လုံးကိုဝမ်းမျိုးတော့မဲ့အတိအကျချိန်မှာပဲရှောင်းဖန်ပြန်လို့လာပြီးသူ့ရဲ့တုပ်လက်နက်နဲ့တစ်ပင်ရဲ့အမြင့်တွေကိုရိုက်ချိုးကမိစ္ဆာမျက်လုံးကိုဖောက်ထုတ်ပြီးတက်ပစ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ရှောင်းဖန်ကဒဏ်ရာရနေတဲ့ရော်စီကိုသူ့ရဲ့စွမ်းအားနဲ့ပြန်လည်ကုသပေးနေပါတယ်အဲ့ဒီအချိန်မှာပြောင်းတဲ့သူ့တော်လေးရောက်လာပါတယ်သူတို့ဟာသွေးဆက်ကြောက်ကိုလာယူလာဖြစ်ပြီးရှောင်းဖန်တို့ကိုတွေ့တဲ့အခါနားလည်မှုလွယ်ပြီးတိုက်ခိုက်ကြပါတော့တယ်ဒါပေမဲ့တိုက်ပွဲကြားတဲ့ကိုပြောင်းဆန်တဲ့မွေးကြီးတစ်ကောင်ရုတ်တရက်ရောက်လာပြီးအားလုံးကိုရန်မှုပါတယ်ကြောက်စရာကောင်းတဲ့တိုက်ပွဲကြီးဖြစ်ပွားနေတော့မှရော်စီတတိလစ်သွားပြီးရှောင်းဖန်နဲ့ပြောင်းတို့နှစ်ယောက်ပေါင်းကမွေးကြီးကိုအသေးအတန်ပြန်တိုက်ကြရပါတယ်မွေကြီးရဲ့ရန်ကနေလွတ်အောင်ပြေးရင်းနဲ့ရှောင်းဖန်နဲ့ပြောင်းတို့ဟာအလင်းရောင်တွေထွက်နေတဲ့ကူတစ်ခုတည်းကိုရောက်သွားပြီးအဝင်ဝလမ်းကြောင်းကကြောက်တုံးတွေနဲ့ပိတ်သွားပါတော့တယ်ကူထဲရောက်တော့ပြောင်းကမင်းဒီလောက်ထိတတိတွေပြနေစရာမလိုပါဘူးလို့ပြောပါတယ်ရှောင်းဖန်ကလည်းစိတ်တူတူနဲ့မင်းလိုမိစ္ဆာမရဲ့အကူအညီကိုငါအလိုမရှိဘူးလို့ပြန်អော်လိုက်တာကြောင့်ပြောင်းတယောက်တကယ်ကိုစိတ်ဆိုးသွားပါတော့တယ်တစ်ဖက်မှာတော့ရော်စီတတိပြန်ရလာပြီးကျန်တဲ့သူတွေကိုဖြစ်ကြောင်းကုန်စင်ပြန်ပြောပြပါတယ်အားလုံးလည်းပျောက်ဆုံးနေတဲ့ရှောင်းဖန်ကိုဝိုင်းရှာကြပါတော့တယ်ပြောင်းရဲ့တော်လေးကတော့တနေရာမှာပုံအောင်နေနေပဲဒီအပိုင်းလေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီ